န်းခံလဲရတယ်ရေတွေစိန်ချလိုက်လဲရတယ်ဒါကတော့ Oppo ကနေမှာလက်တလုံးအကျန်းခံဈေးတန်ပြီးတော့ရေစိန်သုံးလို့ရတယ် Oppo ကနေမှာအချိန်ကြကြအကျန်းသုံး Oppo A6 Pro 5G ပဲဖြစ်ပါတယ်ရေအောက်ထဲမှာလည်း light စစ်လွှင့်လို့ရတယ်အကျန်းခံတဲ့အပြင်ကို battery mAh 9000ကို80 watt နဲ့လာမှာဖြစ်ပြီးတော့ AI feature များစွာနဲ့ပွဲထွက်လာတဲ့ Oppo A6 Pro 5G ဆိုရင်ဘယ်လိုရောင်မှတ်ပြီးတော့10သိန်းကျော်ဝန်းကျင်မှာဘယ်လို feature ပိုင်းမိုက်စားတွေပါလဲဆိုတာကိုမိနစ်တူဗီဒီယိုလေးကိုအဆုံးကြည့်လိုက်ရအောင်ရှင်ကဲမိမိဖုန်းတစ်လုံးဝယ်ရင်အသေးသာကွဲသွားမယ်ဖုန်းကွဲမခံဘူးဆိုရယ် customer တွေအဲ့လိုကျန်းလဲရတယ်ဒီလိုရေတွေစိန်သုံးလဲရတယ်ဆိုပြီးတော့ Oppo ကနေတစ်ခွက်ပြလိုက်တဲ့ A6 Pro လေးပဲဖြစ်ပါတယ်ဒီကောင်လေးမှာဆိုရေပြန်ထုတ်တဲ့ feature တွေလည်းပါသွားတယ် battery ပိုင်းဆိုရင်9နှစ်အာမခံပါသွားပြီးတော့ CPU GT မှန်သားဆိုလို့ရှိရင်ဒီလိုပြစ်ချရင်အကျန်းခံဖို့အတွက် ACG Glass ကိုသုံးထားပေးတဲ့အပြင်ကိုရေစိန်ဖို့အတွက် IP6 နိုင်ရေတွေပြန်ထုတ်တဲ့ feature များစွာလည်းပြင်ပါထားတာဖြစ်ပြီးတော့ရေအောက်ကဘာထဲမှာမှ light စစ်လွှင့်ကျင်ပါတဲ့သူတွေအတွက်ကို underwater light stream ဆိုပြီးပါထားတယ် screen to body ratio ကဒီကောင်လေးက pixel လေးအတော်ပါသွားတာကိုတွေ့ရတယ် CPU GT ဖြစ်တာမို့လို့ daily use သုံးမလား game ဆော့မလားတော်တော်လေးကိုမိုက်ပါတယ် battery mAh 9000ကိုမှ80 watt fast charger နဲ့သုံးရပေးတာဖြစ်ပြီးတော့ NFC feature တွေလည်းပါဝင်တဲ့ပြင်ကို wireless charger အတွက်ပါ support ပေးထားတဲ့ model လေးပဲဖြစ်ပါတယ်အချင်းကြကြခက်ကြကြတော့ powerful AI phone ဆိုရဲ Oppo A6 Pro လေးရဆိုလို့ရှိရင်တော့ screen to body ratio ရ pixel လေးအတော်ပါသွားတာတွေ့ရတယ် 1.67mm ရှိတာမို့လို့ဖုန်းတစ်လုံးအထူးကြီးမသုံးနေတဲ့ customer တွေအတွက်ဆိုရင်တော့ဒါ10သိန်းကျော်ဝန်းကျင်မှာဆိုရင်10သိန်းမကျော်ဘူးတော့10သိန်းဝန်းကျင်မှာဆိုရင်တော်လေးကိုမိုက်လာတဲ့ feature ပဲဖြစ်သွားတယ်။ရေတွေပြန်ထုတ်လိုက်ရတဲ့ feature ဆိုလို့ရှိရင်လည်းမတို့ဒီထဲမှာ format ထဲမှာဆိုလို့ရှိရင်ဒါရေပြန်ထုတ်တဲ့ feature ပိုင်းလေးတွေဆိုလို့ရှိရင်ရေစိမ့်လိုက်ပြီးဒါဘယ်လိုမျိုးလေးပြန်ထုတ်လို့ရလဲဆိုရင်ဒီလို feature လေးပြန်သုံးလို့ရတယ်။ကင်မရာရဲ့ model မှာပြန်သုံးလို့ရတယ်။အဲ့တော့ရေအောက်ကဘာထဲမှာမတို့ underwater light stream ပေါ့နော် light stream လွှင့်နေတဲ့သူတွေအတွက်ကိုလည်းအရန်အဆင်ပြေတဲ့ AI ရဲ့ edit တွေလည်းပါတဲ့အပြင်ကို AI ရဲ့ night mode တွေပါသုံးလို့ရတာဆိုတော့ကင်မရာတစ်ခုရိုက်လိုက်ပြီဆိုလို့ရှိရင်ပေါ့နော် background မှာဆိုလို့ရှိရင် lighting ကမှုန်တာဝါတာမျိုးတွေလုံးဝမဖြစ်တော့ဘူးဒါသူ့ရဲ့အားသာချက်အဓိကအပိုင်းကတော့အမတို့မှန်တာအကျန်းခံအောင်ထုတ်လာပြီးတယ် Oppo ဆိုတဲ့အတိုင်းပဲရိုးရမပြတ်ဘူး battery mAh 9000ကိုမှ pre order တင်လိုက်မယ်ဆိုလို့ရှိရင် battery အာမခံ9နှစ်ကိုလည်းခန်းစားခွင့်ရရှိမဲ့အပြင်ကိုစင်းနဲ့လိုပဲရိုက်ခွဲအမှန်တကယ်ပဲချခွဲကားကြိတ်လဲရတယ်သုံးဘိန်းကြိတ်လဲရတယ်ဒါပါရမယ်တိလား Oppo A6 Pro မှာပဲရမှာဖြစ်ပါတယ်ရှင် battery ပိုင်းဆိုလို့ရှိရင်9နှစ်အာမခံပါပြီးတော့ကြောက်ကွဲသွားလို့ရှိရင်လည်းမှန်တင်လေးလက်ကွင်း after sales service ထိတ်ရမှာမို့လို့စံငွေ3000နဲ့တူ pre order တင်ကျင်နေဆိုလို့ရှိရင်ခက်ကြမ်းခက်လန်းလန်းနဲ့နောက်ဆုံးပေါ် Oppo ရဲမှာသဘောကျတယ်ဆိုရင် A6 Pro လေးကိုမင်းတို့ iStar Mobile နီးစပ်ရာဆိုင်ခွဲတိုင်းမှာ pre order များတင်နိုင်ပါပြီရှင်အလုံးရည်သက်အကန့်အသတ်နဲ့မို့လို့ pink နဲ့ blue color နှစ်မျိုးရမှာဖြစ်ပါတယ်နေရာနေမှာကျင်နေဆိုလို့ရှိရင်တော့ Viber နံပါတ်421335နှစ်ရှိမှာ Viber တင်နိုင်တဲ့မျိုးမနေ့ဖြန်ကစပြီးတော့ iStar ရဲ့နီးစပ်ရာဆိုင်ခွဲတိုင်းမှာလူကိုယ်တိုင်ကိုကြပါကင်ဖောက်ပြီးမှဝယ်ယူအားပေးနိုင်ပါပြီရှင်